ဒီနေ့တော့ဈေးမှာအသေးပုံအာလူးလေးတွေ့ရနဲ့ဝယ်လာပြီးတော့ကြော်စားဖြစ်ပါတယ်အာလူးကြော်ကိုလေလုံးဝမပြော့ဘဲနဲ့ကျွတ်ကျွတ်ရွရွမွမွလေးနဲ့အထားခံအောင်လို့ဘယ်လိုကြော်မလဲဆိုတာပြပြပေးပါမယ်ရှင်ပထမဦးစွာအာလူးကိုခွန်ခွာပြီးတော့ချစ်ပေးပါမယ်ရှင်အာလူးချစ်တဲ့အခါမှာတော့လက်ကိုတတိထားပေးပါနော်ပြီးသွားရင်တော့အာလူးလေးတွေကိုတခြားတန်းစင်အောင်လို့ရေဆေးပေးပါမယ်ရေနှစ်ထပ်သုံးထပ်ဆေးပြီးရင်တော့အာလူးလေးတွေကိုအရင်ဆုံးရေနဲ့ပြုတ်ပါမယ်ရှင်ရေနွေးစတူထဲမှာ1မိနစ်2မိနစ်လောက်ထည့်ပြီးတော့ပြုတ်ပေးရင်ရပါပြီရှင်ပြီးသွားရင်တော့အာလူးလေးတွေကိုရေစစ်ပြီးတော့အချောက်တုပ်ပါမယ်ရှင်ဒီနေရာမှာတီရှူးသို့မဟုတ်ခြေသားပိတ်စတက်တက်လေးနဲ့တုပ်ပေးရင်ရပါတယ်ခြေလုံးဝချောက်သွားရင်တော့အာလူးလေးတွေထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်စီကတော့လုံးဝပုံနေမှရပါမယ်ရှင်အာလူးလေးတွေကိုထည့်ပြီးရတဲ့တမ်းမမွေပါနဲ့တော့ပုံပြတ်သွားမှဆိုလို့ပါရှင်ခဏလောက်ကြော်ပေးပြီးအာလူးလေးတွေတောင်းလာတဲ့အခါကျတော့မှဖြင်းချင်းစွာအထက်အောက်လှန်ပြီးမှွေပေးရပါမယ်ရှင်ဒီနေ့ကြော်ပြထားတဲ့အာလူးကတော့20သားတည်းပါရှင်အာလူး20သားကိုအခုထည့်ထားတဲ့စီပမာဏထဲမှာ3ခါလောက်ခွဲပြီးတော့ကြော်ပါတယ်ရှင်အရင်များသွားလို့ရှိရင်အာလူးကြီးကြေးသွားမှဆိုလို့ပါအခုလိုမျိုးအာလူးလေးအကျက်ညီပြီးရွှေဝါရောက်တန်းလာရင်တော့ဆဲလို့ရပါပြီရှင်အရန်ကိုကျွတ်ရွမွားနေတဲ့အာလူးကြော်လေးရပါပြီရှင်အာလူးကြော်အဆက်ကလေးစားနေတာမို့မျိုးသီးထည့်ပါမယ်ရှင်အာလူးရှော်ရဲ့နေရာမှာဘာရသာမှထည့်မထားတာမို့အရသာအတွက်ကြက်သားမို့အနေငယ်နဲ့မျိုးသီးခွဲချက်အနေငယ်ထည့်သုံးပါမယ်ရှင်စီအနေငယ်ကိုပူပေးပြီးတော့စီပူလာရင်တော့မီးပိတ်ပြီးတော့မှခွနာဆက်ထားတဲ့အရသာတွေထည့်ပါမယ်မီးခွနာပြီးတော့ထည့်ရင်မျိုးသီးတွေကျွမ်းသွားမှဆိုလို့ပါရှင်တေချာလှိမ့်ပေးပြီးတော့ခွနာကြော်ထားတဲ့အာလူးကြော်လေးတွေထည့်ပြီးတော့မှုပေးပါမယ်ရှင်မျိုးသီးကြော်နဲ့အာလူးကြော်ကိုတသားတည်းဖြစ်အောင်မှုပေးပြီးရင်တော့အရသာရှိပြီးကျွတ်ရွနေတဲ့အာလူးကြော်လေးရလာပါပြီရှင်အာလူးကြော်ရဲ့အယောင်အဆင်းနဲ့ကျွတ်ရွနေမှုလေးကိုကြည့်ကြပါအောင်ရှင်စားကြပါအောင်လားရှင်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်